တော့ဒီပွဲတော်အုပ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီဖိပန်းရဲ့ပြောပြချက်အရာကတော့အဲ့ဒီပွဲတော်အုပ်ကိုတဲ့သူဆရာသမားတယောက်စီကနေပြီးတော့လက်ဆင့်ကမ်းပင့်လာတာဖြစ်တယ်ပေါ့နော်အိမ်ကိုအခုလိုမျိုးဒီပွဲတော်အုပ်ကိုပင့်လာခြင်းအဖြစ်ဆောင်ခြင်းအဖြစ်ဘလို့ကောင်းကျိုးတွေရတယ်လဲဆိုလို့ရှိရင်တဲ့ဒါလက်လက်ပတ်တွေပွင့်လန်းမယ်လူချစ်လူခင်ပေါ်မယ်လောက်ကစီးပွားတွေတိုးတက်အောင်မြင်မယ်ဆိုတဲ့ရွေချက်နဲ့ပေါ့နော်ဒီဆရာသမားတယောက်စီကနေပြီးတော့သူလက်ဆင့်ကမ်းပြီးဒီပွဲတော်အုပ်ကိုပင့်လာတာဖြစ်တယ်ဆိုပြီးတော့ပြောပြတယ်ဖိပန်းရဲ့မိဘတွေကတော့ဒီပွဲတော်အုပ်ကြီးကိုအိမ်ယူလာတဲ့အခါမှာတော့သူတားတယ်ပေါ့နော်တရားတွေကိုမဆောင်နဲ့မယူလာနဲ့ဒီလိုမျိုးအရာတွေဆိုတာကပေါ့နော်အမြဲတမ်းသူတို့ကြိုက်တဲ့အရာတွေနဲ့ပူဇော်ပါတာပြီးတော့နှစ်ပွဲတွေပေးနိုင်မှအဆင်ပြေတာကိုကအဲ့လိုမျိုးတွေမလုပ်နိုင်ဘူးဆိုလို့ရှိရင်တနေ့ကိုပြန်လဲပြီးတော့ဒုက္ခပေးနိုင်တယ်ဆိုပြီးတော့ပေါ့နော်သူ့ရဲ့မိဘတွေသူနဲ့ရင်းနှီးတဲ့သူငယ်ချင်းတချို့ကသူ့ကိုပြောတယ်ပေါ့နော်ဒါပေမဲ့လည်းသူ့အရှိမလည်းသူနဲ့ရင်းနှီးတဲ့တခြားသူငယ်ချင်းတွေကလည်းအဲ့ဒီဆရာသမားရှိကိုသွားပြီးတော့ပွဲတော်အုပ်တွေအိမ်ကိုယူလာပြီးတော့ပူဇော်ပါတာကြတာတွေလည်းရှိရပေါ့နော်ပြီးတော့လက်လက်ဘက်တွေလည်းပွင့်လန်းတယ်ဆိုတော့သူလည်းအဲ့ဒါကိုမှတ်ပြီးတော့ပေါ့နော်အိမ်ကိုဒီပွဲတော်ယူလာတာဖြစ်တယ်ဆိုပြီးတော့အဲ့လိုမျိုးပြောတယ်ပေါ့နော်ဒီပွဲတော်အုပ်ကိုယူလာပြီးနောက်ပိုင်းကစလို့သူကလည်းတစ်ဖက်မှာလုပ်နေရတဲ့အခါကြတော့ပေါ့နော်ဒီပွဲတော်အုပ်မှာထည့်သွင်းထားတဲ့ဒီအဆောက်အအုံပုံကိုရဲပေါ့နော်ကြိုက်နေတဲ့အရာတွေကိုပူဇော်ပါတာမှုတွေသူလုံးမပေးနိုင်ဘူးပေါ့နော်ဒီနက်ပွဲတွေပါလေဆိုရင်လည်းခက်ခဏနာသူလုံးမပေးနိုင်ဘူးပေါ့နော်ထုံအောင်ရှက်နေပေါ့နော်ဒီပွဲတော်ကဆိုလို့ရှိရင်ဒီတိုင်းပစ်ထားပြီးသူလို့ဖြစ်သွားတယ်ပေါ့နော်အဲ့နောက်ပိုင်းကစပြီးတော့အခုလိုမျိုးပြဿနာတွေနဲ့သူရင်ဆိုင်နေရတာပဲဆိုပြီးတော့ဒါဖိပန်းပြောပြတယ်ပေါ့နော်နောက်တစ်ချက်ထူးခြားတာကပေါ့နော်သူအဲ့တဲ့အချိန်မှာတဲ့တညမှာပေါ့နော်အိမ်မက်မက်တယ်တဲ့အိမ်မက်ထဲမှာအောက်ပိုင်းကတော့မွေအပေါ်ပိုင်းကလူပေါ့နော်ပြောမဆိုရင်မွေပဲပြောပါတော့ဒီမွေမဲတော့ကနေပြီးတော့တဲ့အိမ်မက်ထဲမှာသူ့ဘယ်လိုပြောလဲဆိုတော့ငါဒီ channel မှာငါတို့သားမိတွေပေါ့နော်ယာယီခဏနေခွင့်ပြုပါငါသားသမီးတွေအရွယ်ရောက်ပြီတဲ့အချိန်ကြလို့ရှိရင်ငါတို့ဒီကနေပြီးတော့ဖယ်ရှားပေးပါမယ်ဆိုပြီးတော့အိမ်မက်ထဲမှာအဲ့လိုမျိုးလာပြောတယ်အဲ့လိုမျိုးပြောပြီးတော့အဲ့ဝေကလည်းပျောက်သွားတယ်ပေါ့နော်သူအိမ်မက်ထဲမှာတွေးတဲ့နေရာပေါ့နော်အဲ့နေရာကိုမနေ့မိုးလေးတဲ့ခါကျတော့သွားကြည့်တော့အဲ့ရဲ့နောက်ဖေးရဲ့ဒီဘယ်လိုပြောရမလဲတောင်မို့ရဲ့အောက်မှာပေါ့နော်သူလိုက်တူးဆွကြည့်လိုက်တဲ့ခါအဲ့ထက်ကနေပြီးတော့မွေတွေထွက်လာအဲ့ထွက်လာတဲ့အခါမှာအဲ့ဒီမွေတွေကိုပေါ့နော်သူကဘေးရဲ့အင်အားဦးလေးနဲ့ပေါင်းပြီးတော့မွေတွေအားလုံးဖမ်းပြီးတော့မကြောက်မရွံ့နဲ့သူတို့ကချက်စားပလိုက်တယ်တဲ့အဲ့ဒီမွေတွေပေါ့နော်ကြောက်တော့ကြောက်စရာကြီးပေါ့နော်ဒါနဲ့အဲ့နောက်ပိုင်းကစလို့ပေါ့နော်အခက်ခဲပြဿနာတွေအများကြီးကိုရင်ဆိုင်ရတယ်ဆိုပြီးတော့ပြောပြတယ်ပေါ့နော်မော်ဘလာပြောတာကတော့ဒါတွေကတဲ့ပတ်သက်ဆွတ်တယ်မှုတွေတော့အများကြီးရှိတယ်ပေါ့နော်ဒီပွဲတော်ဥမှာထည့်သွင်းထားတဲ့အဆောင်အယောင်တွေကလည်းအများကြီးသက်ဆိုင်တယ်အဲ့လိုမျိုးမော်ဘလာပေါ့နော်လူကြီးတွေနဲ့ပြန်စကားတွေပါတယ်ဒီအကြောင်းတွေပတ်သက်ပြောနေတဲ့အချိန်မှာပဲအဲ့ဒီဖိပန်းဆိုတဲ့မာကြီးကတရေတဲ့စင်ဝင်ရောက်ကတ်ရှင်တဲ့ပုံစံမျိုးတွေဖြစ်လာတယ်ပေါ့နော်အဲ့အချိန်မှာမော်ဘလာကပြောညာမပြောနဲ့ရင်ဘက်ကိုတီးထုတ်နေတာတခါလဲဝင်ပို့တဲ့အကောင်ဆုံးကဘယ်ပြောက်လို့ပြောက်ပဲမမဲတော့မသိလိုက်ဘူးပေါ့နော်အဲ့ဒီဖိပန်းနဲ့တော်လက်သွားဝင်ရတယ်အဲ့ဒါမော်ဘလာပြောတာကတော့ဒီပြဿနာကတော့ဖြေရှင်းရတာလွယ်ပေါ့နော်ဒါပေမဲ့တခုသတိထားမှာကပေါ့နော်ဒီမွေဆိုလာကလည်းအဆောက်တစ်မျိုးပဲပေါ့နော်သူတို့ဒီမှာရှိတဲ့ဆိုလာကိုကိုယ်သတိပေးတာတဲ့အဲ့ဒါကိုကိုကသူတို့အိမ်မက်ထဲမှာအိမ်မက်ပေးတယ်ဘယ်နေရာလာပြီးတော့ဒီမွေကဝင်သွားလဲဆိုတာအိမ်မက်ထဲမှာလည်းသူမြင်နေရတော့မနေ့ကျတော့အဲ့နေရာသွားကြည့်တော့တကယ်မွေတွေ့ရတယ်ပေါ့နော်အဲ့ဒီမွေတွေကိုသူတို့ကဖမ်းပြီးတော့ချက်စားလိုက်တဲ့အခါကျတော့ပို့ပြီးတော့ဒုက္ခရောက်တာပေါ့နော်ပြောချင်တာကအဲ့တော့မွေတွေတွေးတိုင်းချက်စားလိုက်မှုတွေမလုံးနဲ့ပေါ့နော်မွေကနက်ကြီးရဲ့လို့ပြောကြတယ်တချို့လူကြီးတွေလည်းပေါ့နော်အဲ့ဒီမော်ဘလာကဒီပြဿနာကိုဖြေရှင်းဖို့အတွက်ဆိုလို့ရှိရင်ပေါ့နော်ဒီပွဲတော်အုပ်ကိုလည်းတုတ်တင်ရှင်းလင်းပြင်မှာရမယ်ပေါ့နော်မီးရှို့ပြီးတော့အားလုံးဖြတ်စည်းပြင်မှာရမယ်တဲ့ပြီးတော့ရှင်လက်ပြတွေပါရေးလည်းဖြတ်ပေးမယ်ပေါ့နော်ဒီမကောင်းဆိုးဝါးတွေထပ်မှန်ပြီးတော့ဖိပန်းကိုဝင်ရောက်ပုကနောက်ဆက်မှုတွေမလုပ်နိုင်အောင်ဆိုပြီးတော့မော်ဘလာတည်တည်ချာချာပေရိုးတွေပါတွေအားလုံးပတ်ပြီးတော့ပေါ့နော်သူလုံနီးလုံဟန်အတိုင်းပဲပေါ့နော်ဒီစကားအများနဲ့ကျွန်တော်ပြောနေကြပေါ့နော်သူကလည်းဒီပုံစံအတိုင်းနဲ့ပဲဝင်ရောက်ပုကတဲ့သူတွေကိုသူဖယ်ရှားပြီးတော့ထုတ်ပေးတယ်ပေါ့နော်ဖလာကွက်တဲ့ကိုရေမန်းတွေထက်ပေကျိုးတွေပတ်ပြောင်းနေထွေးပြီးတော့ခါတာမန်တွေရွတ်ဆိုပြီးတော့သူလောက်ကင်ဆောင်ရွက်ပေးလိုက်တာပေါ့နော်အဲ့လိုလောက်ကင်ဆောင်ရွက်ပေးတဲ့အခါမှာဆရာမဘလာပြောတာကတော့ဒီနေ့တင်ချင်းအားစပြီးတော့စေးအေးလက်အိမ်နဲ့နေလို့ရတယ်ပေါ့နော်ထပ်မံပြီးတော့တခြားအဆောင်အယောင်အင်းလက်ဖွဲ့တွေကိုယုံကြည်တက်ဝင်ပြီးတော့အိမ်ကိုယူလာမျိုးတွေမလုပ်နဲ့တဲ့လူခိုက်တက်တယ်ပေါ့နော်အဓိကကတော့ကိုကဘယ်ဘာသာလဲဝင်မဲ့ဖြစ်ဖြစ်ကိုကွယ်တဲ့ဘာသာကိုပဲဒီဇိုင်းမမတ်နဲ့ယုံကြည်နဲ့ကိုကွယ်လို့ရှိရင်အားလုံးကအတရေကင်းပြီးတော့လက်လက်ဝတ်တွေနဲ့ပွင့်လန်းလာပါလိမ့်မယ်ဆိုတော့ဘောလာအဲ့လိုမျိုးပြောပြလိုက်တယ်ပေါ့နော်ဟုတ်ကဲ့ပါဒီနေ့တင်ဆက်ပေးတဲ့အစီအစဉ်လေးကလည်းဒီနေရာတင်ပြီးဆုံးသွားပါပြီခင်ဗျာစောင့်ထိအောင်နားစိတ်ခံစားပေးကြတဲ့တယောက်စီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ပါတယ်ခင်ဗျာ